မန္တလေးရှိဆိုင်တဆိုင်တွင်စပွဲပေါ်တက်၍ဖက်နှက်ဖြင့်ကခုန်မှုအပေါ်လူမှုကွန်ရက်တွင်ဝေဖန်မှုများမြင့်တက်မန္တလေးမြို့ရှိစားတောက်ဆိုင်တဆိုင်တွင်ဝန်ထမ်းများကအစားတောက်များတည်ခင်းသည့်စပွဲပေါ်သို့ဖက်နှက်များဖြင့်တက်ရောက်ကခုန်ဖြုတ်ပြေးခဲ့သည့်ရုပ်သံဖိုင်များလူမှုကွန်ရက်တွင်ပြန့်နှံ့ခဲ့ပြီးနောက်မြမရိုးရာယဉ်ကျေးမှုနှင့်မစီလျော်ဟုဆိုကာအများပြည်သူ၏ဝေဖန်မှုများကိုပြင်းထန်စွာရင်ဆိုင်နေရသည်အဆိုပါဖျော်ဖြေမှုပုံစံဟာအသစ်အဆန်းတော့မဟုတ်ပါဘူးအခုလူမှုကွန်ရက်မှာပြန့်နှံ့နေတဲ့ဗီယက်နမ်နိုင်ငံက The Gang စားဆိုတဲ့နာမည်ကြီးစားတောက်ဆိုင်ရဲ့တင်ဆက်မှုတွေကိုတပုံစံနဲ့အတိအကျထားတာဖြစ်ပါတယ်။အခုမြင်တွေ့နေရတာကတော့ဗီယက်နမ်နိုင်ငံကဆိုင်ရဲ့မူလမြင်ကွင်းတွေပဲဖြစ်ပါတယ်။ဒီလိုဖျော်ဖြေမှုမျိုးကိုမန္တလေးကဆိုင်မှာပြန်လည်အတူယူတင်ဆက်ရာကနေအခုလိုဝေဖန်မှုတွေထွက်ပေါ်လာတာဖြစ်ပါတယ်။အချို့ကမူရင်းမှာဖျော်ဖြေရေးတက်တာဖြစ်ပြီးဆိုကြတော့လေအများစုကမူအစားအသောက်ကိုတံမိုးထားသည့်မြမလူနေမှုစံနှုန်းများနှင့်များစွာကွာဟနေကြောင်းထောက်ပြလျက်ရှိကြသည်